ကန်အသင်းရဲ့ဒီနေ့အုပ်စုဖွင့်ပွဲစဉ်တော့ပြည်သက်တွေကြည့်ရှုခံစားတော့မှလည်းဖြစ်ပါတယ်ဒီနေ့ဇွန်လ23ရက်နေ့မနက်9:00နာရီခွဲအချိန်မှာတော့အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်လော့အန်ဂျယ်လိစ်မြို့မှာရှိတဲ့လော့အန်ဂျယ်လိစ်စတေဒီယံကွင်းထဲမှာတော့အင်ရှင်အမေရိကန်အသင်းနဲ့ပါရာဂွေးအသင်းတို့ဂျင်းဆန်ရှင်းပြကစားကြမှာဖြစ်ပြီးဒီနေ့ပွဲစဉ်တော့ပွဲအစီအစဉ်ဆက်သူများအဖြစ်ကျွန်တော်ဇင်ကွန်နဲ့အတူကိုညံတင်ဆိုးတို့ကတာဝန်ယူသက်ဆက်ပေးတော်မှာလည်းဖြစ်ပါတယ်ဒီကွန်ဗီစီမှာတော့ဒီနေ့ပိုင်းရှင်းပြမှုတွေတော့ပြည်သက်တွေကြည့်ရှုခံစားဖို့ရှိနေလည်းဖြစ်ပါတယ်လက်ရှိမှာပါရာဂွေးအသင်းနဲ့ရှုပ်ခက်တွေပေးရတယ်ပြန်ရထားသေးတဲ့ပါရာဂွေးအသင်းပဲအတချေရှုပ်ကနေပေးရပြန်ပြီဒါစီကိုတည်းရပေးဖို့ကြတာဖြစ်ပြီးချိုးပြန်ဖြတ်ချင်းပေးဖို့ကြိုးစားမှာတော့အားမရနေကြတာကြောင့်အမေရိကန်အသင်းအနေနဲ့တတ်တရခဲ့ရလည်းဖြစ်ပါတယ်။အမှရှိတဲ့တင်ပေါ်နဲ့ပြန်တွဲရတယ်ဖရီမန်ပဲရှုတိုက်ကနေပေးရပြီအမေရိကန်အသင်းနဲ့ကောင်တက်ချပေးရတယ်ဘာလို့ကဲကန်စီကနေတိုက်စီကိုတိုက်ရိုက်ကူးပြောင်းခဲ့တဲ့အစစ်စီမှုတရက်ကိုမြင်တွေ့ခဲ့ရလည်းဖြစ်ပါတယ်။ချက်ပြန်ခောက်တဲ့မကီနီပြန်ရထားသေးတဲ့ပယ်တာမောင်ထိုးပေးထားပြီပူလီစစ်ပဲညောင်ကြောက်ဖက်တဲ့ပူလီစစ်ထခောက်တယ်မကီနီပြန်ချိုးပေးထားပြီဂိုးပြီခင်ဗျာအမေရိကန်အသင်းကတော့2026ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စုပွင့်ပွဲဒီမှာပွဲစား9မိနစ်မှာဒီနေ့ပွဲစဉ်ရဲ့အဖွင့်ကိုတော့သွင်းယူပေးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်2026ကမ္ဘာ့ဖလားအဖွင့်ပွဲမှာလည်းပွဲစား9မိနစ်မှာပါရာဂွေးအသင်းတော့စတင်ဥဆောင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ပူလီစီရဲ့တော်လေးကောင်းမွန်တဲ့ဖျက်ချမှုတစ်ခုကနေဝက်စတန်မက်ကီနီအသင်းပေါ်နဲ့ပြန်တက်ဖို့ကြိုးစားမှာတော့ပါရာဂွေးအသင်းရဲ့ကွင်းလျာပိုပါတီလာဝင်ရောက်ဟန်တာမှာတော့ကိုသွင်းယူမိခဲ့လည်းဖြစ်ပါတယ်ဒီမှာပါရာဂွေးအသင်းပဲအန်စီဆိုအရီယာထိတ်ကနေဝေကန်ချက်တစ်ခုနဲ့အဆုံးသတ်ဖို့ကြိုးစားခဲ့လည်းဖြစ်ပါတယ်ဒါပေမဲ့သူရဲ့ကန်ချက်ကိုဘောတက်မှတ်ခြင်းမရှိခဲ့ပဲဂုံလုံးပေါင်းနေတာကျင့်နေခဲ့ရလည်းဖြစ်ပါတယ်အမေရိကန်တွေပြန်ရလာပြီဘာလုံးကန်အဒီမှာပြန်တွဲလာဆာဂျီနိုတက်ပြန်ထားတဲ့ဆွေးချိုးပေးလာပြီဆာဂျီနိုတက်ကိုယ်တိုင်အဆုံးသတ်ဖို့ထက်အဒီမှာပြန်ချပေးဖို့တာကြိုးစားခဲ့ရလည်းဖြစ်ပါတယ်ဒီမှာပြန်တွဲဖက်ကဘာလုံးကန်လိုလိုချိုးရှိနေတဲ့ဆာဂျီနိုနဲ့ပြန်တစ်ဖက်ခဲ့တာဖြစ်ပြီးဆာဂျီနိုတက်ကိုယ်တိုင်အဆုံးသတ်မဲ့စာဘာလုံးကန်နဲ့ပြန်တဲ့ဖို့ကြိုးစားခဲ့ပေမဲ့ပါရာဂွေးသင်းရဲ့ကွင်လျာပိုပါတီလာပြန်ဟန်တာနိုင်ခဲ့တာကြောင့်အမေရိကန်တက်စစ်စင်မှုကတော့နောင်ခံပေါ်နေတာကျင်းနေခဲ့ရလည်းဖြစ်ပါတယ်။ကီနီရောဘစ်ဆန်ရှုပ်ဖြစ်ပေးလာပြီရစ်ချတ်နောင်ခံပေါ်စင်ပြန်ကြတဲ့ဘောလုံးရောဘစ်ဆန်နောက်ထပ်တစ်ချင်းအေးရတဲ့ဖြစ်နေပေးဖို့ကြတာဖြစ်ပြီးရစ်ချတ်တိုက်စတီလိုက်ပါပြီးအဆုံးသတ်ဖို့ကြိုးစားမှာတော့တယ်ဗဒီရဲ့ခန်းစကအဒီရီဒီနဲ့ထိခိုက်မိခဲ့လည်းဖြစ်ပါတယ်ပူလီစစ်ပဲခြေအောင်ပြနေမြပူလီစစ်ပဲဘယ်ချမ်းနေလဲဝင်ဖို့ကြိုးစားတယ်အလဲနဲ့ပြန်တွဲလာတယ်အမေရိကန်တင်းမဲ့အေးရဝင်လာပြီးရှုပ်ပြန်တွဲလာတယ်ဂိုးရမြဒီနေ့အမေရိကန်တင်းရဲ့တိုက်စစ်မှာဥဆောင်လာတဲ့ဘာလိုကန်အမေရိကန်တင်းအတွက်နောက်ထပ်ဥဆောင်ကိုတစ်ခုတော့ထပ်မံပြီးတော့ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်အလင်းမြန်ပဲဖယ်ချမ်းကိုပေးပြီးတော့အမေရိကန်တင်းတိုက်စစ်လမ်းကြောင်းကိုတော့စတင်ခဲ့တာဖြစ်ပါတယ်ပူလီစစ်တိုင်လာအထန်တို့ရဲ့အတွဲဆက်ကနေအေးရထဲမှာဘာလိုကန်အဆုံးသက်ပြီးတော့အသွင်ကိုရယူနိုင်ခဲ့ပေမဲ့လည်းသူ့အနေနဲ့လူကျွန်းနေထားမှာတော့ရှိနေကြတာဖြစ်ပါတယ်ပူလီစစ်လည်းနဲ့ပြန်တွဲလာတယ်ရောဘစ်ဆန်အမေရိကန်တင်းရပဲဘောလုံးပိုင်ဆိုင်မှုတော့ရောက်ထားခဲ့တာဖြစ်ပါတယ်ဒီနေ့မှာအမေရိကန်တင်းပူလီစစ်ရှိတဲ့ဘယ်ချမ်းတိုက်စစ်ကိုတော့အတော်လေးအားပြုပြီးတော့ကစားနေခဲ့အေးရမှာလက်ပိတ်ပြီးဂိုးပြီးများအစောပိုင်းကသွင်းကိုတကိုးမှာလူကြုံပေါ်ဖြစ်ပယ်ပြချင်းခံထားရတဲ့ဘာလိုကန်ဒီချိန်မှာတော့ကိုယ်တိုင်ပဲထပ်မံပြီးတော့အကောင်းဆုံးဆုံးသက်ခါအမေရိကန်အသင်းအတွက်ဒုတိယမြောက်ဥဆောင်ကိုတော့ရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဘာဗလာအုပ်စုစဉ်ပွဲစဉ်မှာလည်းပါရာဂွေးအသင်းဘက်ကိုတော့ထပ်မံပြီးတော့သွင်းကိုရရှိအောင်တော့စွမ်းဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်2023ခုနှစ်ကနေစတင်ပြီးတော့အမေရိကန်နိုင်ငံအတွက်ကိုစားပြုပြီးတော့ကစားနေတဲ့ဘာလိုကန်ဒီချိန်မှာတော့သူရဲ့အဆုံးသက်ကအတော်လေးကောင်းမွန်ခဲ့ပြီးတော့အမေရိကန်အသင်းရဲ့ထေးလ်မဲဘာကမကနေပေးရတယ်ရစ်ချတ်ပွဲစားရီယာတိုက်စတီလိုက်ပါပြီတောက်ချောက်ဆက်သလိုခေါင်းတက်ချက်တွေနဲ့ပါရာဂွေးသင်းရဲ့ခန်းစစ်ကိုထိုးနေနေတဲ့ရစ်ချတ်ဒီချိန်မှာလည်းထောက်ကောင်ဘွားတစင်အတော်လေးကောင်းမွန်တဲ့ကောင်းတစ်ချက်တစ်ခုတော့ရစ်ချက်ပြုတ်နိုင်ခဲ့လည်းဖြစ်ပါတယ်ဒါပေမဲ့လည်းကံမကောင်းစားနဲ့ရစ်ချက်ကောင်းတစ်ချက်ကပါရာဂွေးသင်းရဲ့ဂိုးဘောက်ဘေးကနေကတ်ထက်ခဲ့ရလည်းဖြစ်ပါတယ်
ညာချမ်းနေပဲချင်းနေကြည့်နေတယောက်လှည့်လာတယ်ရတာတည်မြ dash ပဲတောက်လျှောက်ပဲဆွဲပြီးလာတယ်မြအမေရိကန်တင်ပဲထပ်ပြီးတော့လိုက်တင်မျောပေးရတယ်အလဲပြန်ပေးလာပြီပေးပြီအလဲနဲ့ပဲပြန်တွဲလာတယ်မြဘာလို့ခံအေးရဝင်ဖို့ကြိုးစားတယ်ဘာလို့ခံပဲတယောက်လှည့်လာတယ်လက်ပေးပြီဂိုးပြီမြဒီနေ့မှာဘာလို့ခံရဲ့တောက်လျှောက်အမြင့်ဘက်ကိုရောက်နေတဲ့ခြေစွမ်းတွေကတော့ရက်တန်နိုင်ခြင်းမရှိပဲနဲ့ပထမပိုင်းနာကျင်ချိန်ပိုရဲ့နောက်ဆုံးမိနစ်ထဲမှာတော့ဘာလိုကန်အသင်းအတွက်နောက်ထပ်သွင်းကိုတစ်ခုကိုတော့ထပ်မံပြီးတော့ယူဆောင်လာခဲ့ပြီဖြစ်ပါတယ်ဒီနေ့မှာအမေရိကန်အသင်းကတော့နောက်ဆုံးမိနစ်အခိုက်အတန့်တီသူတို့ရဲ့တန်ဖိုးတော့ရှော့ချခြင်းမရှိဘဲနဲ့ဒီချိန်မှာလည်းဘာလိုကန်သူ့ရဲ့တူးချင်းအရေးသွေးရနေပဲအေးရထဲမှာဘယ်ဂျီနဲ့အကောင်းဆုံးဆုံးသက်ပြီးတော့အမေရိကန်အသင်းအတွက်တတိယမြောက်ဥဆောင်ကိုတော့ထပ်မံပြီးတော့ရှာဖွေပြီးသွားခဲ့တာဖြစ်ပါတယ်လက်ရှိပထမပိုင်းပြီးဆုံးချိန်မှာတော့ပြိုင်ဘက်ပါရဂွေးအသင်းကို3ဂိုးဂိုးမရှိဆိုတဲ့ရလဒ်နဲ့ပဲဥဆောင်ထားခဲ့တာဖြစ်ပါတယ်အမေရိကန်ဒီမဲ့ပြန်ပြတ်တယ်ခင်ဗျဒီကိုဂိုးမက်ပြန်ရလာပြီဒီကိုဂိုးမက်ပဲကျော်ဆွဲလာတဲ့ဂိုးမက်လက်ကဲတယ်ဒီကရဒီပရိုင်ယာဒီမှာခြေတန်းပြကစားနိုင်ခဲ့တဲ့ဒီကိုဂိုးမက်ဒီနေ့ပါရာဂွေးအသင်းတက်စစ်တွေမှာပွဲထပ်ပါဝင်လာတာဖြစ်ပြီးဒီကျေသူရဲ့ကန်ချက်ကတော့တီဗီနဲ့ညှိခဲ့လည်းဖြစ်ပါတယ်မီဂွယ်အမီရိုမဲရှော့ဆွဲလာပြီအမီရိုဒီချိန်ကပ္ပပလာပြိုင်ပွဲမှာတော့ VAR ရဲ့ပါဝင်ပတ်သက်မှုကိုပို့ပြီးတော့တိုးမြင့်ထားခဲ့တာဖြစ်ပြီးတော့ဒီချိန်မှာလည်းအစောပိုင်းကတင်ရီနဲ့ရှင်းထုံးမှုနဲ့ပတ်သက်ပြီးတော့ကွင်းလက်တိုင်က VAR ရဲ့အကူအညီနဲ့တူပြန်လည်စစ်ဆေးမှုတွေတော့ပြုလုပ်နေခဲ့တာဖြစ်ပါတယ်အစောပိုင်းကမှားယွင်းပြီးတော့ဝါကက်ပြတ်သားထားမှုကိုတော့ပြန်လည်ပယ်ဖျက်ခဲ့ပြီးတော့တစ်ဖက်ကအမ်မရွန်ကိုတော့ပြောင်းလဲပြီးတော့ဝါကက်ပြတ်သားခဲ့တဲ့ပုံစံမျိုးကိုတော့မြင်တွေ့ထားခဲ့ရတာဖြစ်ပါတယ်ဘောက်ဂီတင်မဲ့ရှုကန်နေပြီးတော့ဂျာလာသေးမြအေးရဆန်လာမှာပဲလေပြန်ပေးတော့ပြီလက်ပိတ်ပြီဂိုးပြီများဒုတိယပိုင်းမှာတော့ပါရာဂွေးသင်းခြေပါကုန်းတစ်ခုတော့ပြန်လည်ပြီးတော့ရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာလူစားလဲပြီးတော့ဝင်ရောက်လာတဲ့မော်ရီစီယိုရရှိလာတဲ့အခွင့်အရေးကနေပဲအေးရထဲမှာအကောင်းဆုံးဆုံးသက်ပြီးတော့ပါရာဂွေးသင်းအတွက်ခြေပါကုန်းတစ်ခုတော့ပြန်လည်ပြီးတော့ရှာဖွေသွားနိုင်ခဲ့တာဖြစ်ပါတယ်စိတ်တိုင်းကြအောင်ပွဲခံရခြင်းတော့မရှိခဲ့ပဲနဲ့ပွဲကိုတော့အကောင်းဆုံးအမြန်ဆုံးပြန်လည်ပြီးတော့စတင်ထားခဲ့တာဖြစ်ပါတယ်။ရှင်မှာတော့လူပေးမှားတယ်အမေရိကန်တင်းမဲ့လည်းပြန်ပေးထားတယ်။ချက်လှည့်ထားတယ်လက်ပိတ်ပြီ။အမေရိကန်တင်းမဲ့ရာရာတင်းမဲ့နောက်ပေါ်နေချပေးထားတယ်။ညာကြောင်ပဲထပ်ပြီးတော့ပို့ထားတယ်များ။ AI ဝင်လာပြီလက်ကန်လာပြီ။အရှင်မတင်ရီရှူတိုင်းကနေပေးရတယ်အမေရိကန်တင်းမဲ့ပြန်ရထားသေးတဲ့ Western McKinney ချစ်ဖြတ်ချိုးပေးလာပြီပီဒီတိုက်စစ်မှုကအစပြုခဲ့တာဖြစ်ပြီးအဆောင်တဲ့ပိတ်သွင်းတဲ့ PP ရဲ့ကန်ချက်ကအတော်လေးအားမြနေခဲ့တာကြောင့်အမေရိကန်တင်းတရုတ်သားများဥဆောင်ကိုရရှိမဲ့အခွင့်အရေးတော့ရွှေ့ချော်ခဲ့ရလည်းဖြစ်ပါတယ်။ပါရာဂွေးရဲ့ကန်ချက်ကဂစတာဗိုဂိုမက်ပြန်ဥခဲ့လည်းဖြစ်ပါတယ်။ရောဘင်ဆန်ဒီတော့မာတင်ပေးတော့တယ်။ဒါပေမဲ့ပါရာဂွေးရဲ့ကစားသမားတွေကပဲပြန်လည်ပြီးရှင်းထုတ်ထားခဲ့တာဖြစ်ပါတယ်။တင်ရင်အလည်းပဲပြန်တွဲတာအမေရိကန်တင်းမဲ့အေးရဝင်လာပြီရောဘင်ဆန်လည်းဖြတ်ချိုးပေးလာပြီထပ်ပြီးတော့ပေးလာတယ်ဝင်ရပုံကျန်ခဲ့တဲ့အလွန်ဆိုတော့ဝါကက်ပြပြီးတော့ကွင်းနဲ့တိုင်ကတတိပေးထားခဲ့တာဖြစ်ပါတယ်စော်ပိုင်းကရောဘင်ဆန်အေးရထဲမှာအသင်းပေါ်ရည်နဲ့ပြန်တွဲဖို့ကြိုးစားရင်းနဲ့သူရဲ့ဘောလုံးရယူမှုကတော့ပြန်ပဲကစားသမားပေါ်မှာထိခိုက်မှုတွေတော့ရှိသွားခဲ့တာဖြစ်ပါတယ်အဲ့လိုပဲပြန်တွဲလာတယ်ဝီယာညာကြောင်ထပ်ပြီးထုတ်ပေးရတယ်အမေရိကန်သင်းပဲမြဝီယာညာကြောင်မှာပဲပြေးပြီးလုံနေကြတာဖြစ်ပါတယ်အမေရိကန်သင်းပဲအေးရဝင်လာတယ်လက်ကန်လာပြီဂိုးပြီမြလူစားဝင်ကစားသမားဂျီယိုဗန်နီရေနာထပ်ပေါင်းချိန်ပိုရဲ့နောက်ဆုံးမိနစ်ထဲမှာတော့အမေရိကန်အသင်းအတွက်နောက်ထပ်သွင်းဂိုးတစ်ခုကိုတော့ထပ်ပြီးတော့ယူဆောင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်လေကိုတကူဆိုရလက်နဲ့ဒီချိန်မှာတော့ဥဆောင်သွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်လူစားရုံသမားရိုင်နာရဲ့အတော်လေးကောင်းမွန်တဲ့
ပိုက်တင်မှုတစ်ခုဖြစ်ပြီးပါရာဂွေးရဲ့ကိုမောင်အော်လာဒိုကေဘလုံးမဟန်နာကြီးမရှိခဲ့ပဲဝင်နာရဲ့ကန်ချက်ကိုတော့ကိုပြခွင့်ပြုခဲ့ရလည်းဖြစ်ပါတယ်ဒုတိယပိုင်းရောက်တိုက်စစ်ဆွမ်းဆောင်ရဲ့တော်လေးကျဆင်းသွားတဲ့အမေရိကန်အသင်းတော်ပွဲတိုင်းနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာတော့ရိုင်နာတင်ကိုတူယူပေးနိုင်ခဲ့ရလည်းဖြစ်ပါတယ် ပူတဲ့အင်ရှင်အမေရိကန်အသင်းရဲ့အဖွင့်ပွဲစဉ်ကတော့တာထွက်လှခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ကိုအချိန်ပေးပြီးတော့ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ